ဒီနေ့ကတော့ Sentinel-2 Level 2A product တစ်ခုကိုအသုံးပြုပြီးတော့မတူညီတဲ့ဘဏ်တွေမှာ water, vegetation နဲ့ bed earth material တို့ကဘယ်လို reflection ဖြစ်တယ်လဲဆိုတာကိုနှိုင်းယှဉ်လေ့လာမှာဖြစ်ပါတယ်။ဥဆုံး Sentinel-2 Level 2A product တစ်ခုကို Copernicus browser ကနေ download လုပ်ပါမယ်။ပြီးရင် Sentinel application platform လို့ဆိုတဲ့ Snap software မှာဖွင့်ထားပါတယ်။ဖွင့်ထားတဲ့ satellite image ရဲ့ဘဏ်မှာဒီ name ကိုကြည့်မယ်ဆိုရင် S2B ဆိုတာက Sentinel-2B satellite ကနေဖန်ယူရရှိထားတာပါ။ MSI က multispectral imaging Sentinel-2 satellite image မှာဘဏ်စုစုပေါင်း73ခုပါပါတယ်။အဲဒါကြောင့်သူ့ကို multispectral bands လို့ခေါ်ပြီးတော့အဲ့ဒီ multispectral band တွေကိုရိုက်ယူထားလို့ multispectral imaging MSI ပါ L2A ကတော့ level 2A bottom of atmosphere တနည်းအားဖြင့်ပြောရင် atmospheric correction လုပ်ပြီးသား ready to analyze image ဆိုတာကိုသိနိုင်ပါတယ်။ဒါကတော့ acquisition date ပါ15 February 2025မှာဖန်ယူရရှိထားတဲ့ satellite image ဖြစ်ပါတယ်။ orbit နံပါတ်ကတော့004ဖြစ်ပြီးတော့ tile ID ကတော့ T47QKU T47QKU ဆိုတော့မြန်မာပြည်ရဲ့တစိမ့်ဒေသကိုရိုက်ကူးထားတဲ့ satellite image ဆိုတာကိုသိနိုင်ပါတယ်။အဲ့ဒါကိုသိပြီးပြီဆိုရင်တော့ true color composite နဲ့ false color composite အကြောင်းကို satellite image ကိုဖွင့်ကြည့်ရင်းနဲ့လေ့လာရအောင် satellite image ကို open RGB image ဆိုပြီးတော့ right click နှိပ်ပြီးဖွင့်လိုက်မယ်။ဒါမှဆိုရင် red band မှာအနီရောင်ကိုထားတယ် green band band 3မှာအစိမ်းရောင်ကိုထားတယ် blue band band 2မှာအပြာရောင်ကိုထားတယ်။သူ့ band နဲ့သူ့အရောင်နဲ့ကိုက်ညီတာကို neutral color composite လို့ခေါ်ပါတယ်။ neutral color composite တနည်းအားဖြင့် true color composite ကတော့ကင်မရာမှာရိုက်ထားတဲ့အတိုင်းပဲမျက်လုံးကမြင်ရတဲ့အတိုင်းပဲတစ်ပင်ဆိုရင်အစိမ်းရောင်ရေဆိုရင်သူ့ရဲ့ပြတဲ့နေရာမှာပြမယ်နောက်ဒီအနယ်နှစ်တွေရှိတဲ့နေရာမှာလည်းသူ့ရဲ့သက်ဆိုင်ရာအရောင်လေးတွေကိုဖော်ပြထားမယ်ဒီ building construction material တွေကိုလည်းပုံမှာပြထားတဲ့အတိုင်းပဲတဘာဝအတိုင်းပဲကင်မရာကနေရိုက်ပြီးတော့ကြည့်တယ်လို့မျိုးမြင်ရတာကို neutral color composite လို့ခေါ်ပါတယ်ဒါပေမဲ့ရန်ကုန် area မှာ vegetation ဘယ်လောက်ဖုံးလွှမ်းနေသလဲဒီလိုမျိုးအားဖြင့် vegetation ကိုအထူးပြုပြီးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ open RGB image window မှာ vegetation ဒီ band 8 NIR band မှာအမြင့်ဆုံးဖြစ်တယ်ဒါကြောင့် band 8အနီရောင်ကို NIR band ထားလိုက်ပြီးတော့အစိမ်းရောင်ကိုတော့အနီရောင် band မှာထားမယ်အပြာရောင်ကိုတော့အစိမ်းရောင် band မှာထားပြီးတော့ဖွင့်လိုက်မယ်ဆိုရင်တော့ဒါဒီ false color composite အဲ့တော့ vegetation ရဲ့အရောင်ကအနီရောင်ဖြစ်သွားပြီအဲ့တော့အနီရောင်ကအရန်ကို brightness အရန်ကောင်းနေပြီဒီထဲမှာဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ spectral reflectance အမြင့်ဆုံး NIR band မှာဖွင့်ထားတဲ့အတွက်ကြောင့်မလို့ဒီနည်းအားဖြင့်ဒါကတော့ true color composite နဲ့ false color composite band နှစ်ခုကိုနှိုင်းယှဉ်ပြီးတော့လေ့လာတာဖြစ်ပါတယ်အဲ့ဒါပြီးသွားတော့ဒီ Sentinel-2 level 2A product ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာဒီနေ့လေ့လာမယ် meter data ကတော့ image ရဲ့ properties တွေကို analysis လုပ်တယ် mask ကလည်း cloud တို့เนาะ water vapor တို့ analysis လုပ်တယ်အဲ့တော့ဘဏ်ထဲမှာကြည့်မယ်ဆိုရင်ဒီဘဏ်နံပါတ်2348ကတော့10 meter resolution တနည်းအားဖြင့် Sentinel-2 satellite image ကပေးတဲ့ higher resolution ကိုရရှိတဲ့ဘဏ်တွေပါဘဏ်နံပါတ်2ဒီ490 nanometer ဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီအပြာရောင်ဘဏ်မှာအလုပ်လုပ်တာဖြစ်ပါတယ်နောက်တစ်ခါကျတော့ဘဏ်နံပါတ်3ကကျတော့560 nanometer ဆိုတော့အစိမ်းရောင်ဘဏ်မှာအလုပ်လုပ်ပါတယ်အဲ့တော့အစိမ်းရောင်ဘဏ်မှာ water vegetation နဲ့ beaded material တွေက reflection ဘယ်လိုဖြစ်တယ်လဲအပြာရောင်ဘဏ်မှာရော water vegetation နဲ့ beaded material တွေကဘယ်လိုမျိုး reflection ဖြစ်တယ်လဲနောက်တစ်ခုကအနီရောင်ဘဏ်665 nanometer မှာအနီရောင်ဘဏ်မှာကော water vegetation နဲ့ beaded material တွေဘယ်လို reflection ဖြစ်တယ်ဆိုတာကိုကြည့်ပြီးတော့ NIR ဘဏ်ဖြစ်တဲ့ band 842 nanometer NIR band near infrared band မှာရော near infrared band မှာတော့ spectral profile gap မှာသွားကြည့်ရင် water ဒီ reflection မရှိတော့ဘူးဒါကြောင့် water ဒီအမဲရောင်အနေနဲ့မြင်ရတယ်နောက် beaded material တွေကတော့ပို့ပြီးတော့ reflection ပို့ပြီးတော့ brightness ပိုကောင်းတော့ပို့ပြီးတော့လင်းလင်းချင်းချင်းမြင်ရတယ်အဲ့တော့ဒါလေးတွေကို window မှာ time horizontally ဆိုလို့ရှိရင်ဒီ band 1 band 2အပြာရောင်ဘန် band 3အစိမ်းရောင်ဘန် band 4အနီရောင်ဘန်နဲ့ band 8 NIR ဘန်တွေမှာ water vegetation နဲ့ bed up area လေးတွေဟာဘလို့ reflection ဖြစ်တယ်လဲဆိုတာကို10 meter resolution ရှိတဲ့ဘန်တွေကနေပြီးကြတော့နှိုင်းယှဉ်လေ့လာနိုင်ပါတယ်ဒါကတော့ဒီဆရာဝန်တွေက
MRI image X-ray CT scan တစ်ခုနဲ့တစ်ခုမတူညီသလိုမျိုးပေါ့နော် image တွေရဲ့ application မတူညီသလိုမျိုးဘဏ်အသီးသီးမှာမတူညီတာလေးတွေကိုဖော်ပြထားတာပါဘဏ်5ကတော့705 nanometer ဆိုတော့ red နဲ့ near infrared ရဲ့အစွမ်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကို red H လို့ခေါ်ပါတယ် red H1 ဘဏ်6သည် red H2 ဘဏ်7သည် red H3 သူတို့တွေရဲ့ resolution လေးတွေကတော့20 meter resolution ဖြစ်တယ်20 meter resolution ဆိုတော့ဆော့10 meter resolution ထက်တော့ပိုပြီးတော့အသေးစိတ်မသိရအောင်နည်းနည်းလေး chorus resolution ပေါ့နော် resolution သိပ်မကောင်းဘူးဒါကိုနှိုင်းယှဉ်ကြည့်ပြီးတော့သိသာနိုင်ပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာကတော့ true color composite false color composite နဲ့နောက်ပြီးတော့ဘဏ်အသီးသီးမှာ water vegetation နဲ့နောက်ပြီးတော့ bit of material တွေအသီးသီးကဘယ်လို reflection ဖြစ်ကြတာလဲအဲ့ဒါလေးကိုလေ့လာခဲ့ကြတာပါကျေးဇူးတင်ပါတယ်